25ရက်ဒလ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်ထီကန်ရှိနေတတ်တဲ့ငွေဝင်ဖို့ရှိမယ်မိသားစုနဲ့အတူတူအချိန်ဖြုံးပြစ်မယ်မိသားစုအထောက်ပံ့ကိုရလိမ့်မယ်ဖြစ်ခဲ့သမျှကိုစွန့်ပစ်ကလမ်းသစ်ဖောက်နိုင်မယ်လွတ်လပ်ပေါ်ပါမှုကိုခံစားရမယ်လူချစ်လူခင်ပေါ်မယ်အများရဲ့အားပေးနှစ်သိမ့်မှုကိုခံရမယ်ဒီနေ့အတွက်ဆောင်းရှောင်းမဲ့ရာကတော့အခြေရေးကိစ္စတွေနှလုံးသားရေးရာကိစ္စတွေကိုရှော့ထားပေးပါအရာရာမျှခြေဖြစ်အောင်လို့ကြိုးစားပါသူ့ဘက်ကိုယ်ဘက်အပေးအယူမျှတပါစေLucky number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစိတ်မြေချုံမွေးကြပါစေဒီဗီဒီယိုကိုသုံးတဲ့ကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်